ရခိုင်ပြည်နယ်မှာအကြမ်းဖက်သမားတွေကတာမန်ပြည်သူတွေကိုတပ်ဖြတ်တာတွေရှိနေပြီးအဲ့ဒီလိုအကြမ်းဖက်မှုတွေကြောင့်နေရက်စွန့်ခွာထွက်ပြေးကြရတဲ့ဒေသခံတွေရဲ့ရွာတွေဆက်လက်တည်ရှိဖို့အတွက်အရေးတယူဆောင်ရွက်ပေးဖို့အဆိုတင်တာဖြစ်တယ်လို့အဆိုရှင်ဦးခမော်လက်ကပြောပါတယ်။လက်ရှိအချိန်မှာဘူးတီတောင်မောင်တော်ဒေသမှာအကြမ်းဖက်ခံရနိုင်တဲ့အခြေအနေဟာမြင့်မားနေတယ်လို့အဆိုရှင်မျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခမော်လက်ကပြောပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းဘူးတီတောင်မောင်တော်ဒေသကိုသူတို့အတွက်အကြမ်းဖက်နေမြေအဖြစ်သတ်မှတ်ထားပြီးဖြစ်ကြောင်းထင်ရှားနေပါတယ်။2016ခုနှစ် Global Terrorism Index အကြမ်းဖက်မှုအညွှန်းကိန်းအရမြန်မာနိုင်ငံဟာအဆင့်45ကိုရောက်ရှိနေပါတယ်။ဒါကြောင့်ဘူးတီတောင်မောင်တော်ဒေသရဲ့အကြမ်းဖက်ခံရမှုအခြေအနေဟာအလွန်မြင့်မားနေပြီဖြစ်ပါတယ်။ဒါအပြင်ထိရောက်တဲ့အရေးယူဆောင်ရွက်ခြင်းတွေမလုပ်နိုင်တဲ့အတွက်ဒေသခံတွေရဲ့အစိုးရပေါ်ယုံကြည်အားကိုးမှုတွေကျဆင်းနေတယ်လို့လည်းဦးခမော်လက်ကပြောပါတယ်။အခုနှစ်ဇူလိုင်လ20ရက်ကမေယူတောင်ကျော်တလျှောက်လျှို့ဝှက်စခန်းနေရာတွေအကြမ်းဖက်တင်နန်းပေးတာတွေတပ်ဖြတ်တာတွေဖြစ်ပွားနေတာကြောင့်ဘူးတီတောင်ရသေးတောင်ကရခိုင်ပြည်သူတွေဟာစိတ်ပိုင်းရုပ်ပိုင်းအခြေအနေတွေဆိုးရွားစွာကျဆင်းနေပြီးတော့နေရက်စွန့်ခွာထွက်ပြေးတဲ့အခြေအနေရောက်နေတယ်လို့လည်းဦးခမော်လက်ကပြောပါတယ်။အစိုးရကအဲ့ဒီဒေသတွေမှာတပ်မတော်နဲ့ရဲတပ်ဖွဲ့တွေကိုလုတ်ပိုင်ခွင့်ပို့ပေးတင်တယ်လို့လည်းဦးခမော်လက်ကအခုလိုပြောပါတယ်။အဲ့တော့အမြဲတမ်းလုပ်နေတာပါပဲအခုလေသူတို့ဟိုတောတွေကိုရှင်းလင်းနေလိုက်နေတယ်ဒါပေမဲ့လုံလောက်မှုမရှိဘူးအဲ့ဒီအဓိကတော့အဲ့ဒီဖေးမှာဒီနေရှားရေးကပိုအာဏာရှိတယ်တပ်ဘက်ကကြိုက်ကြလို့လုပ်မရဘူးနေဆက်ဒေသဖြစ်တာဘူးဆိုတော့အဓိကပြင်းမင်းနေပါပြင်းမင်းကပေးမထားပေးထားဖို့မရဘူးအဲ့ဒီသဘောရှိတယ်ဆိုတော့တိတိကျကျမစွမ်းဆန်နိုင်ဘူးအဲ့လိုအစိုးရကလုပ်ပေါ်ခွင့်တွေများများပေးဖို့လိုတယ်ရေလိုလုံရှုံးတက်ဖို့တို့တက်မတော်တွေဦးခမော်လက်ရဲ့အဲ့ဒီအဆိုကိုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေကထောက်ခံဆွေးနွေးခဲ့ပါတယ်။နေရက်စွန့်ခွာမှုတွေကစိုးရိမ်စရာဖြစ်နေတယ်လို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေကအခုလိုပြောပါတယ်။လက်ရှိအချိန်တွေကတော့ကျမတို့ဒီစိုးရိမ်ရတဲ့အချိန်တွေပေါ့နော်။ဒီအကြမ်းဖက်တွေရခိုင်ပြည်နယ်ကိုဝင်ရောက်လာနေတဲ့ပတ်သက်ပြီးတော့ပြည်သူတွေအထူးသဖြင့်ဒီနေရက်ဆက်ခံမှုတွေကနေပြီးတော့ကျမတို့တို့ပို့ပြီးတော့စိုးရိမ်စရာဖြစ်နေလာရဲ့ရှင်။အစိုးရအနေနဲ့ပြည်သူကိုကာကွယ်ပေးဖို့လိုသလိုလိုအပ်တဲ့အင်အားတွေကိုသုံးရမယ်လို့ဒေါ်ထုမေကပြောပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ3ရက်ကမောင်တော်မြို့နယ်ကိုင်းကြီးကျေးရွာကဒေသခံမျိုးတိုင်းရင်းသားအချို့အကြမ်းဖက်တပ်ဖြတ်ခံခဲ့ရသလိုရသေ့တောင်မြို့နယ်မှာလည်းအကြမ်းဖက်သမားတွေကိုတွားရောက်ဖမ်းဆီးခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။အဲဒီလိုအကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့်ရသေ့တောင်မြို့နယ်အတွင်းကကျေးရွာတချို့ကဒေသခံရခိုင်တိုင်းသားတွေဟာလုံခြုံမှုမရှိဘူးလို့ခံယူတဲ့အတွက်အိမ်တော်စု130ကျော်ကလူဦးရေ620ကျော်ဟာတခြားကျေးရွာတွေကိုခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်လို့နိုင်ငံတော်တိုင်ပင်ခံရုံးကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။